အားလုံးပဲမင်္ဂလာပါတူရီကိုပေါ့ဗျာ YouTube channel လေးကနေကိုကိုမာရအားလုံးကိုလူထွေးစွာပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဗျာအားလုံးပဲမင်္ဂလာရှိသောညနေခင်းလေးပါဗျာပေါ်ကြိုင် channel လေးကိုအမြဲတမ်းစောင့်မျှော်အားပေးနေတဲ့ဆိုတဲ့အကိုဒီအမတွေအားလုံးလည်းစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့တလုံးတော်ရည်နဲ့ပြည့်စုံနိုင်ကြပါစေစိတ်သွားတိုင်းကိုပါလို့လူရဆန္ဒလေးတွေလည်းပြည့်ဝကြပါစေလို့ဥစွာပထမဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်ဗျာဒီညနေမှာကိုကိုမာရအားလုံးပဲ၄ပိုင်း၄ပတ်သည်2ပိုင်း2ပတ်သည်၄ကိုကြိုက်တဲ့အကိုမတွေအားလုံးက၄ကိုပတ်ကြတယ်နှစ်ကိုကြိုက်တဲ့အကိုမတွေအားလုံးကနှစ်ကိုပတ်ကြတယ်ပေါ့နော်ဒီထဲမှာမှနှစ်ပိုင်းနှစ်ပတ်ဒီကိုပတ်တဲ့သူတွေတော့အဆင်ပြေသွားမယ်၄ပတ်တဲ့သူတွေကတော့အဆင်ပြေမသွားဘူးကျွန်တော်ဒီတနင်္လာနေ့ဆိုလည်းညနေစေးအင်္ဂါနေ့ညနေစေးနော်ဗုဒ္ဓဘူးနေ့နေကိုဝမ်းငိမ့်နေရဝမ်းငိမ့်နေတော့လုံးဝတကယ်လှုပ်တယ်ပေါ့နော်ဝမ်းငိမ့်နေလှုပ်တယ်သို့တော်ညာလဲကျွန်တော်ရဲ့ကန်စာတာမကောင်းလို့လာတော့မသိဘူးကျွန်တော်ရွေးတဲ့ပေးတဲ့ပတ်သီးတိုင်းကတော့အဆင်ပြေမနေဘူးနောက်တစ်ခုရှိတာကျွန်တော်တို့နေကုန်ခီးတကယ်အလုပ်လုပ်နော်မနက်ဖြန်မှာလဲကိုကောင်မတွေအားလုံးတော့တကယ်အလုပ်လုပ်နေပါတယ်ဆိုတော့နေကုန်ခီးနော်ကျွန်တော်တို့နေတိုင်း12နာရီ10မိနစ်အတွက်လဲတကယ်အလုပ်လုပ်နေပါဆိုဝမ်းချင်းလေးတွေလည်းပြန်လဲမျှဝေပြီးမဲ့ဗီဒီယိုဖိုင်လေးပါပေါ်ကြဗီဒီယိုဖိုင်လေးတွေချစ်တော်မျိုးတွေအားလုံးကကျွန်တော်ပြီးဆုံးနိုင်အောင်ကြည့်ပါနော်ရစ်မကြည့်နဲ့ကြော်မကြည့်နဲ့တူးမြင်တူးပေါက်ပါစေအများမြင်အများပေါက်ပါစေဆိုတဲ့စိတ်ဓာတ်ကလေးနဲ့ share မှု share အားလေးတွေနဲ့ကူညီပေးအားလုံးကိုပေါက်စေခြင်းလို့ရစေခြင်းလို့အချိန်နဲ့တပြင်းကျွန်တော်ကဏ္ဍလေးတွေအကောင်းဆုံးလေးတွေစူးစမ်းပေးထားတယ်ဟုတ်ပြီဒါဆိုပထမဦးဆုံးကိုကောင်မတွေအားလုံးကျွန်တော်မနက်ဖြန်25ရက်6လ2026ကြာသပတေးနေ့12နာရီ10မိနစ်နဲ့4နာရီ30မှာပေါ့နော်ဒီမနက်ဖြန်ကြာသပတေးနေ့နေကုန်ခီးပေါ့နော်ဥစ္စာပထမပြောပြမယ်ပြီးရင်ဝမ်းချင်းပြောပြမယ်လုံးဝိုင်းလေးတွေဝမ်းချင်းလေးတွေပြောပြမယ်မိန်းကွက်ကလေးတွေပြောပြမယ်ပြီးရင်တစ်လုံးမှရွေးပေးခဲ့မယ်ဟုတ်ပြီနော်ဒါဆိုကိုယ်ကမရအားလုံးမနက်ဖြန်ကျွန်တော်25ရက်6လ2026ကြာသပတေးနေ့နေကုန်ခီးကတော့ကျွန်တော်လုံးဝအလုံးလုံးနေတဲ့ခီးဒီ646ခီးပါနော်646ခီးကိုယ်ကမတွေမှာလုံးဝိုင်းနေဝမ်းချင်းတွေရှိတယ်ဆိုရင်ဒီကီးလေးနဲ့တွဲကစားအဆင်ပြေမယ်နော်ဟုတ်ပြီဒါဆိုကိုယ်ကမတွေအားလုံးနေကုန်ခီးကတော့646ခီးကျွန်တော်မနက်25ရက်6လ2026ကြာသပတေးနေ့12နာရီ10မိနစ်အတွက်ဝမ်းချင်းကဘာတွေကောင်းမလဲဆိုဝမ်းချင်းကတော့ကျွန်တော်ကိုင်းနေတဲ့ဝမ်းချင်းဒီ69ဝမ်းချင်း6ကိုဘိုင်းဘတ်သီးဖြစ်ကစားလို့ရမယ်9ကိုဘိုင်းဘတ်သီးဖြစ်ကစားလို့ရမယ်6ကိုကြိုက်တယ်ဆိုတော့အကိုမတွေအားလုံးအတွက်6နဲ့ပတ်သက်မိန်းတင်မရော4ခွက်ထုတ်ထားပါတယ်ကျွန်တော်တို့9နဲ့ပတ်သက်မိန်းတင်မရော4ခွက်ထုတ်ထားတယ်6ကိုကြိုက်ရင်6ကိုပတ်9ကိုကြိုက်ရင်9ကိုပတ်နှလုံးပတ်တဲ့သူတွေအစပို့ပြီးတော့ကောင်းတယ်ဒါပေမဲ့ဒီထဲမှာလည်းကိုမတွေအားလုံးကိုကျွန်တော်အကြိုက်ဆုံးပတ်သီးတစ်လုံးရွေးထုတ်ပေးခဲ့အောင်ပါနော်ဟုတ်ပြီဒါဆိုကိုမတွေအားလုံးကမနက်ဖြန်မှာကျွန်တော်တို့25ရက်6လ2026ကြာသပတေးနေ့12နာရီ10မိနစ်မှာကျွန်တော်96ဝန်းချင်းကိုအကြိုက်တဲ့ကိုမတွေအားလုံးတော့9နဲ့ပတ်သက်ရင်9590 9198နော်9590 9198 9နဲ့ပတ်သက်ဟုတ်ပြီဒါဆိုကိုမတွေအားလုံးက6နဲ့ပတ်သက်ရင်6560 6168ဆိုပြီးမိန်းနဲ့မင်းရော၄ဝက်စီထုတ်ထားပါတယ်6ကိုကြိုက်ရင်6ကိုပတ်မယ်9ကိုကြိုက်ရင်9ကိုပတ်မယ်6ကိုကြိုက်နေတဲ့အကူမတွေအားလုံးတော့လဲ6560 6168ပါနော်9ကိုကြိုက်တဲ့သူတွေအားလုံးလဲ9590 9198ပါဒီညနေမှာလဲကိုကူမတွေအားလုံးကကျွန်တော်၄နှစ်ဝန်းချင်းမှကျွန်တော်နှစ်ပိုင်းနှစ်ပတ်တီးနဲ့ပဲအောင်မြင်သွားကြအရန်ပတ်တီးတွေကပဲထွက်နေတယ်မနေ့ကမှလဲကိုကူမတွေအားလုံးကတေချာတာတခုကတော့အကြိုက်ဆုံးကတော့69ဝန်းချင်း6နဲ့ပတ်သက်လို့6560 6168ဆို4ခွက်ထဲရမှာ2ခွက်လောက်ပဲတင်ကစားခြင်းနဲ့ဆိုတဲ့အမျိုးတွေအားလုံးပဲ6560ဒီမဲ60ကတော့ထွက်ပြီးသားကနတိုးတော်ညာလည်းပြန်ကစားထားပါနော်ဟုတ်ပြီဒါဆိုရင်ကိုကောင်မတွေအားလုံးက9နဲ့ပတ်သက်ရင်9နဲ့ပတ်သက်ရင်9590 9198ဆိုတဲ့4ခွက်ထဲရမှာအကြိုက်ဆုံး2ခွက်ဒီ95နဲ့90ပါကိုကြိုက်နဲ့တက်ရလဲလိုက်ကစားလို့ရတယ်ကျွန်တော်နဲ့အကြိုက်တူမဲ့6နဲ့9ဘယ်ဟာရွေးရမှန်းမသိဘူးဆိုတဲ့အမျိုးတွေအားလုံးအတွက်ကတော့ကျွန်တော်9ပိုင်း9ပတ်ဒီရွေးပေးပါတယ်9ပိုင်း9ပတ်တီးနဲ့အကြိုက်ဆုံး9590 9198ထဲရမှာကျွန်တော်အကြိုက်ဆုံးမိန်းနှစ်ကွက်ရွေးပေးပါဆိုတော့9590ကိုရွေးပေးပါနော်ကိုကြိုက်တဲ့တတာလေးလည်းလိုက်ကစားလို့ရမယ်ကျွန်တော်လည်းအကြိုက်တူမယ်ဆိုတော့အကူမတွေအားလုံးက9ပိုင်း9ပတ်တီးကိုမိန်းတင်မင်းအောင်ဖြစ်ကစားပါနော်9ပိုင်း9ပတ်တီးကိုတင်ကစားမယ်နှလုံးပတ်နိုင်တဲ့သူရဲ့6နဲ့9နှလုံးပတ်အဆင်ပြေပြီနော်6ပိုင်း6ပတ်တီး9ပိုင်း9ပတ်တီးနှလုံးသလုံးမကြအောင်တစ်လုံးကတော့မှဖြစ်မနေကြနေပါလိမ့်နော်646ဆိုတဲ့ခီးရလဲလုံးဝအလုံးလုံးနေတဲ့ခီးပါဒါကြောင့်မလို့ကိုကူမတွေအားလုံးပဲ646နေကုန်ခီးရလဲတပတ်လုံးမှာတော့အရင်ပွဲတွေကဒီတပွဲလုံးမှာလဲကျွန်တော်တို့ပြက်ပွဲမရှိသေးဘူး
မနေ့ပြန်လာလဲဆက်ပြီးအဆင်ပြေမယ်လို့ထင်တယ်နော်646ကီကိုကြိုက်နေတဲ့တဲ့သူတွေကလည်းကိုမှဝမ်းချင်းနေလုံးမိုင်းနေရှိတယ်ဆိုဝမ်းချင်းနေလုံးမိုင်းနဲ့ဒီကီလေးနဲ့တွဲကစားမယ်ဟုတ်ပြီနော်ဒါဆိုမနေ့ပြန်ကျွန်တော်25ရက်6လ2026 12နာရီ1မိနစ်တော့ကဏ္ဍလေးလည်းပြောပြီးပြီဆိုတော့ကိုကျန်းဗီဒီယိုလေးကိုဒီမှာပဲကျွန်တော်ဝင်ပြပါကိုကျန်း channel လေးကိုအများနဲ့စောင့်မျှော်အားပေးနေရဆိုတဲ့အကုန်ကြီးမားရအားလုံးလည်းစိတ်ချမ်းသာရင်ကိုကျန်းမကျင်တဲ့တလုံးလိုက်နဲ့ပြည့်စုံနိုင်ကြပါစေစိတ်သွားတိုင်းကိုဘာလို့ရဆန္ဒလေးလည်းပြည့်သွားကြပါစေဗျမနေ့ကနေခင်တနားရီလိုက်ရိုးလေးတော့အောင်မခံပြန်ဆောင်ကြမှာနော်ဟုတ်ပါမလား